အားလုံးပဲမင်္ဂလာပါTracy ကဒီနေ့ channel မှာ police clearance ကိုဘယ်လိုလုပ်ရမလဲဆိုတာကိုရှင်းပြပေးမှာဖြစ်တယ်ထိုင်းနိုင်ငံမှာနေတာကလည်းတစ်နှစ်ကျော်နေပြီကိုကလည်းတက် country ကိုသွားတော့မယ်အလုပ်ရှင်ကလည်း police clearance တောင်းနေတယ်ဆိုလို့ရှိရင်ပေါ့နော်ဘယ်လိုလုပ်ရမလဲဆိုတာကိုရှင်းပြပေးမယ်အခု Tracy ရောက်ရှိနေတာကတော့ police clearance လုပ်မယ် police clearance service center မှာရောက်နေတာ location လေးကတော့ Lexi မှာရှိတယ် location အသေးစိတ်ကိုလည်း comment box မှာအသေးစိတ်ထည့်ပေးထားပါမယ်ပြီးတော့ပြပေးမယ်နော်ဘယ်နားမှာလဲဆိုတာဒီမှာလောက်ရမှာဖြစ်ပါတယ်ပေါ့နော်လိုအပ်တဲ့ document တွေဘာလိုအပ်တယ်ဆိုတာကိုလည်း Tracy က next video မှာအသေးစိတ်ရှင်းပြပေးမှာဖြစ်ပါတယ် police clearance ဘယ်လိုလုပ်ရမလဲဆိုတာကိုမသိသေးတဲ့လူတွေက Tracy ရဲ့ channel လေးကို subscribe and follow လုပ်ထားပြီးတော့ next video လေးကိုစောင့်ကြည့်ပေးပါ see you in the next video thank you for watching